ကျွန်တော်တို့မိသားစုခီးမဟုတ်ပေါ့နော်ဒီ Lucky Treasure team အတွက် annual trip လေးလိုက်ပို့ပေးရဒီ Express ကားနဲ့ပေါ့နော်ကျွန်တော်တို့ရန်ကုန်ကနေညနေ3 နာရီလောက်ထွက်တာမနက်9 နာရီလောက်ရှမ်းပြည်ကိုရောက်တယ်ပေါ့နော်ကျွန်တော်တို့ hotel ကိုတော့ Full Moon Hostel မှာတည်ဖြစ်ခဲ့အရောက်ရများတော့တရက်ကို2000နဲ့တည်လို့ရမယ် hotel လေးကိုရွေးလိုက်တယ်ပေါ့နော် hotel ကနေကြည့်ရင် Shooting view လာရယ်ပြီးတော့မနက်စာ buffet ပါတယ်ဒီလိုခွေးလေးလေးရှိ hotel မှာခဏနာအလှပြင်ပြီးရောကလောဘူရာကိုအရင်သွားလိုက်ခဲ့ကြပါတယ်ကလောကကိုလိုနီခေတ်လက်ထက်တုန်းကတောင်နဲ့စကန်ဖြစ်ခဲ့ရရောပြီးတော့ဒီလိုရထားလမ်းတွေဖောက်လုပ်ခဲ့ရရောကြောင့်အရင်ခေတ် construction ပုံစံမျိုးတွေ့ရရပေါ့နော်အဲဒါကြောင့်ရှေးခေတ်ကိုပြန်ရောက်တာလို့ခန်းစားရရဲဓာတ်ပုံရိုက်လို့တော့တော်တော်ကောင်းတယ်ဘာဖြစ်လဲဆိုတော့အနောက်မှာတောင်တန်းနေပြီးတော့တစ်ပင်နေရစိမ့်ဆိုနေရဆိုရှုခင်းရတဲ့ပင်နေရကြီးကြီးတော်တော်လာလေးလေးကလည်းတဖြည်းဖြည်းနဲ့ရန်ကုန်လိုအရန်မပူဘူးပေါ့နော်အဲဒါကြောင့်ရှုခင်းလေးခန်းစားရင်းနဲ့ကျွန်တော်တို့ team members တွေတပ်ပုံလေးရိုက်ကျွန်တော်လည်း trend လေး join ရင်းနဲ့မမတွေကိုလည်း trend လေး join ပြီးကျွန်တော်တို့နောက်တနေရာကိုဆက်ခဲ့ကြပါတယ်နောက်တနေရာတော့ပြိုက်တောင်ပေါ့နော်ဒီလိုကြောညာရိုက်ခဲ့နေရလေနာမည်ကြီးရဲ့ဒီတောင်ရဲ့ရှိမှာတော့ဘန်ကင်ရှိရဲ့အဲ့ဒီမှာလည်းတပ်ပုံရိုက်လို့ကောင်းတယ်လေးလည်းအရန်တိုက်တယ်ပေါ့နော်အရန်အေးရယ်ပြီးတော့ဒီလိုမြင်းပေါ်ကိုထိုင်ပြီးတော့လည်းတပ်ပုံဗီဒီယိုရိုက်လို့ရတယ်ပြီးနောက်တနေရာတော့ photo stop ပေါ့နော် we love Shan State ဆိုရဲစာကြီးနဲ့တပ်ပုံရိုက်လို့ရတယ်ဒါကတော့အဲ့ photo stop ကနေမြင်ရတဲ့ view ပေါ့နော်ကလောကလေးဘယ်နေရာကြီးကြီးအရန်လာတယ်နောက်ကျလိုက်တော့သွားလိုက်ခဲ့ရတော့ဘဝတန်တရားတရားပေါ့နော်ဒီတရားကိုတော့ကလောသွားတဲ့သူတိုင်းရောက်ဘူးကြမယ်ထင်တယ်ဒါကတော့ဒီတရားရဲ့အောက်ကရထားလမ်းလေးပေါ့နော်အဲ့ရထားလမ်းလေးကလေဟိုတောင်နေကြတဲ့အထိကို꿰ပတ်ပြီးတော့ရောက်သွားတာပေါ့နော်ကျွန်တော်အဲ့ရောက်သွားတဲ့အထိကိုရှောက်ကြည့်ချင်တာဒါပေမဲ့အချိန်မရလို့မရှောက်လိုက်ရဘူးတောင်နေကိုဖြတ်သွားတဲ့ရထားလမ်းလေးရဲ့ပေါ်မှာထိုင်ပြီးတော့ကျွန်တော်ဓာတ်ပုံလေးရိုက်ခဲ့ရအရန်လာတဲ့ဓာတ်ပုံလေးရခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ Red Mountain Estate ကိုသွားပြီးတော့လဲခဲ့ပါတယ်အဲ့နေရာမှာလေဓာတ်ပုံလေးလည်းလှလှလေးရိုက်လို့ရရဲ wine tasting လေးလုပ်လို့ရရဲပြီးတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဒီ wine making process ကိုလည်းအထဲမှာလေ့လာလို့ရရဲဆိုတော့ဘယ်လောက်ကောင်းလိုက်လဲအဲ့ဒီက manager ကကျွန်တော်တို့ team ကိုဒီ process ကိုတတိချာချာလေးလိုက်ပြီးတော့ရှင်းပြပေးခဲ့လိုက်ပြပေးခဲ့ပေါ့နော် wine ဒီဘာလို့စီကြီးရလဲဆိုတဲ့အကြောင်းရင်းကိုလေအဲ့ကြမှာပဲတည်ရောတာ wine doubling ဖြစ်လာဖို့အတွက်ဒီ barrel စီးရတဲ့မှာလာနေချီပြီးတော့ process တွေလုပ်ရတာပေါ့နော် wine အကြောင်းစိတ်ဝင်စားတဲ့သူတွေ wine တောက်တတ်တဲ့သူတွေရတော့ဒီနေရာလေးကိုလာကြည့်တင်ပါတယ်ဒီလိုလှတဲ့ပန်းချံလေးရဲ့အလေးမှာရှုခင်းလေးကိုခန်းစားပြီးတော့ wine taste လုပ်ရတာ wine ကြိုက်တဲ့သူတွေအတွက်ကတော့တကယ်ကို feeling ကောင်းပါပဲ wine tasting လုပ်ပြီးတော့ဗိုက်စာလာနဲ့ဒီစားသောက်ဆိုင်လေးမှာလိုင်းတို့ team တစ်ခုလုံးညစာဝင်စားခဲ့ရေပေါ့နော်စားသောက်ဆိုင်မှာစားပြီးတော့လက်ဆောင်ပစ္စည်းလေးဝယ်ရင်းနဲ့ဒီတူအတွက်အားဖြည့်ဖို့ hotel မှာပြန်ပြီးတော့မှနားခဲ့ပါတယ်